ရဲ့ပြန်ထိုင်သူသိတော့ရင်နောက်တကားခောက်ခံရမှာမင်းကတေးလား အဲ့လူကြီးကပဲမြစ်ပဲလေဗျာကျွန်တော်လည်းပဲမြစ်ပဲ အဲ့ပဲမြက်ကပတ်စံရှိတယ်နှစ်ပဲမြက်ကပတ်စံရှိလို့လား မန်ယူနိုင်ပါမလားမန်ယူ no man you မနိုင် သူကအဲ့တော့အခုသူတို့ကြီးလာဒါလို့စနောက်ပြီးတော့သူများရင်တော့မေးကျွန်တော်မမေးရသေးဘူးမင်းရသူတခုလုံးပဲထဲတယ်ကိုတော့တွေးကြုံတဲ့ဒီလူပညာလောကထဲမှာရှိရတယ်ကျွန်တော်တို့နဲ့ကြာအရန်ကွာတဲ့အတွက်သူဒီထဲမှာဘယ်လိုပြောမလဲကျွန်တော်တို့စောင်းရင်ရှောင်းရင်အများကြီးပေါ့နော်အများကြီးတင်ယူရတယ်မျိုးမျိုးဖြစ်တော့စိတ်ထဲမှာတည်တယ်သူခံကျွန်တော်မေးချင်တယ်လို့ဖြစ်ပါဘူးအဲ့လိုသူတို့နဲ့အဲ့လိုဖြစ်နေတဲ့ moment ကိုအဲ့လိုကလိဖြစ်အဲ့လိုပေးပြကားနဲ့ပတ်သက်ပြီးတော့မရှိပါဘူးเนาะဒါတော်တော်လေးကိုတခြားကျွန်တော်မြင်မှုနေကြမဟုတ်တဲ့ပုံတကယ်ရဲရဲဝင်ချပြသွားတယ်ပေါ့เนาะအဲ့တော့ဒါပေမဲ့ခုနသတိဆန်ဘာညာတော့ဒါကတော့တော်တော်လေးကိုတချို့ဆိုကျွန်တော်မေးရပေါ့เนาะကျွန်တော်ဒီပြောဒါကဘာလဲ CG နဲ့လောက်တာလားမဟုတ်ဘူးဒါတကယ်အစ်ကိုရိုက်ထားတာအဲ့တုန်းကလည်းတကယ်လဲဘယ်လိုပြောမလဲမလွယ်ဘူးလေတကယ်သတိဆန်တော့မှဘယ်လိုပြောမလဲကျွန်တော်တို့ခွေးတွေပါနေရုပ်ရှင်တွေပါရှိရလေနိုင်ငံခြားကားတွေပါခွေးတွေအဲ့လိုမျိုးလူနဲ့ဂျာဟာမျိုးတွေဒါပေမဲ့ဒါကြတော့ခဏန်းကြတော့နည်းနည်းများသွားပြီခွေးတွေပါရတင်ပေးလို့ရတယ်ခဏန်းကိုဘယ်လိုတင်လဲကျွန်တော်လည်းမသိဘူးဒါကတော်တော်လေးကိုထူးခြားတဲ့အချက်ပေါ့နော်ကိုထုံးစီကတော့တင်စရာရတော့အများကြီးပေါ့နော်ကျွန်တော်တို့ကြတော့ကိုထုံးတွေးကြုံတဲ့ဒီလူပညာလောကထဲမှာရှိရတယ်ကျွန်တော်တို့နဲ့ကြာအရန်ကွာတဲ့အတွက်သူဒီထဲမှာဘယ်လိုပြောမလဲကျွန်တော်တို့စောင်းရင်ရှောင်းရင်အများကြီးပေါ့နော်အများကြီးတင်ယူရတယ်ပြီးတော့ဒီ item တွေလုပ်တဲ့အပေါ်စိတ်ဒီ character တစ်ကောင်ရဲ့စိတ်နေစိတ်ထားဘယ်လိုမျိုးထားရလဲပါအများကြီးပေါ့သူစီကတော့တင်ယူရပါတယ်ကျွန်တော်တို့စီကတင်ယူရတော့မရှိဘူးပေါ့ဘယ်လိုပြောမလဲဒါပေမဲ့ကိုထုံးကဒီကျွန်တော်တို့ပေါ့နော်ဒီလူငယ်တွေကိုဘယ်လိုပြောမလဲယူတူဘယ်လိုတူတူအလုပ်တွဲလုပ်ခဲ့တဲ့ကားတွေလည်းရှိရောပေါ့နော်ယုံကြည်ပြီးတော့တေချာလက်တွဲခေါ်ပြီးတယ်ပေါ့နော်ကျွန်တော်တို့အငယ်ဆိုပြီးတော့ဟိုမဖြစ်ဘူး respect ပေးတယ်ပေါ့နော်အဲ့ဒါအဲ့ဒါပြန်လို့မလုပ်ဖြစ်သေးကိုယ့်ကိုဒီဗီဒီယိုရိုက်တာနဲ့ဒီပေါ့ဘယ်လိုပဲတရုပ်ဆောင်ဘက်ကိုပဲနည်းနည်းပို့ပြီးတော့ဟိုဖြစ်နေပို့ပြီးတော့တာနေရပေါ့နော်အခုလှုပ်ချင်စိတ်ကအဲ့လိုမျိုးအဲ့တော့အဲ့ဘက်ကိုပြန်မလဲဖြစ်သေးဘူးဖြစ်တစ်ချိန်တော့ပြန်လဲကောင်းလဲလာမှာပေါ့ကျွန်တော်လည်းကျွန်တော်မသိဘူးမလုပ်ဖြစ်သေးဘူးဖြစ်ပါတယ်ဖြစ်တယ်ပေါ့ကျွန်တော်ခုနပြောသလိုပဲပေါ့ဒီလုံးဝတွေ့ဦးနေကြမဟုတ်တဲ့ဒီပုံစံကိုမှဒီကျွန်တော်ရဲ့အကိုတွေဒီဆရာတွေလောက်တာဆိုတော့ဘယ်လိုပို့ပြီးတော့ဟိုလိုပြောရဲပို့ပြီးတော့ကျင်းတတ်တာပေါ့နော်ဒီလိုမျိုးအခုဆိုလဲဒီယုံတင်ရတော့မယ်ဆိုတော့လည်းပို့ပြီးဝမ်းသာပါတယ်အများကြီးဝမ်းသာကျွန်တော်ဝမ်းသာရဲဆိုတော့စိတ်ထဲမှာအရန်ကိုဝမ်းသာသူကအဲ့တော့အခုသူတို့ကြီးလာဒါလို့စနောက်ပြီးတော့သူများရင်တော့မေးကျွန်တော်မမေးရသေးဘူးမင်းရသူတခုလုံးပဲထဲတယ်ကိုမျိုးဖြစ်တော့စိတ်ထဲမှာတည်တယ်သူခံကျွန်တော်မေးချင်တယ်လို့ဖြစ်ပါဘူးအဲ့လိုသူတို့နဲ့အဲ့လိုဖြစ်နေတဲ့ moment ကိုအဲ့လိုကလိဖြစ်တယ်ဟိုဒီပေါ့နော်သူမြင်ရုပ်ရှင်ဇာတ်ကားကဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဒီကိုအောင်ချမ်းလို့ကိုထွန်းအောင်ပေါ့နော်ခက်ခဲအများကြီးစူးစမ်းပြီးတော့ပေါ့နော်ဟိုလှုပ်ထားတယ်ပေါ့နော်ဒီတရုပ်ဆောင်တွေအကုန်လုံးပြီးတော့ဒီထဲမှာဒီအဓိကဇက်ကောင်တွေကဦးဆိုဘလိုမန်နီဆိုလဲဒါလုံးဝအစ်တရုပ်ဆောင်အစ်တွေလည်းအစ်ကိုမှဘယ်လိုပြောမလဲတစ်တွေကိုတကယ်အရေးကြီးတဲ့ character နေရာတွေမှာထည့်ပြီးတော့ရိုက်ပြလာတယ်ပြီးတော့ဒီရိုက်ချက်တွေရောအကုန်လုံးอ่ะဗောနော်တချို့နေရာတွေဆိုကျွန်တော်တို့ပြန်ပြီးတော့ဒီလိုမျိုးမရှိတော့တဲ့နေရာတွေလည်းရှိတယ်ဗောနော်အဲ့တော့ဒီတပ်ဖွဲ့သားလုံးကအရန်ကိုပြင်ပန်းပြီးတော့စူးစမ်းထားတယ်ပြီးတော့တကယ်လည်းဘယ်လိုပြောမလဲသူတို့ပေးချင်တဲ့ message ကလည်းအရန်ကိုကောင်းတယ်ဗောနော်အဲ့တော့အားလုံးပဲတကယ်ကြည့်တဲ့ကားထဲမှာပါတယ်အားလုံးကြည့်ဖို့တော့ဖိတ်ခေါ်ပါတယ်တကယ်ကြည့်ရမှာမဟုတ်ဒီတိုင်းအဖြစ်ပြောတာမဟုတ်ကြည့်ရမှာမကြည့်ရင်လူဖြစ်ချုံးသွား